အားလုံးပဲမင်္ဂလာပါဗျဒီ power station လေးကဒီလိုမျိုးတက်ခဲလေးတွေနဲ့ကျွန်တော်15လုံးထည့်ပြီးတော့သုံးလာတာဖြစ်ပါတယ်ဆိုတော့ဒီ power station လေးဘယ်လောက်ထိသုံးလို့ရလဲဆိုတာလေးကိုကျွန်တော်စမ်းသပ်ကြည့်မယ်ဆိုတော့ဒီနောက်က TV ကိုကျွန်တော်ဖွင့်ကြည့်မယ်ဖွင့်ကြည့်ဖို့အတွက်ကကျွန်တော်ဒီ power station လေးက AC မထုတ်နိုင်တဲ့အတွက်ကျွန်တော်ဂျာထဲမှာတော့300 watt inverter ကတ်ကိုခံပြီးတော့ကျွန်တော်သုံးလာတယ်ဆိုတော့ရမ်းမရလေးကျွန်တော်စိုင်းကြည့်လိုက်မယ်ဒီခုဘာမှမတုံးတဲ့အချိန်မှာ12.3 လောက်ရှိတယ်ပေါ့12.3ကိုဆိုတော့ကျွန်တော်စပြီးတော့inverter ဖွင့်ကြည့်လိုက်မယ်စပြီးတော့ AC စအောင်ပြီးပေါ့နော် AC ရဆိုတော့ကျွန်တော်ချုပ်ဖွင့်ကြည့်လိုက်မယ်ဒီရရောနော်ဒီဖွင့်လိုက်တဲ့အချိန်မှာတော့ volt က12 volt လောက်ကျသွားတယ်ပေါ့နော် Y3 volt လောက်ကျတယ်အဲ့ဒါမှကျွန်တော်ဘန်ကာပေါ့နော်ဘန်ကာကျွန်တော်ဖွင့်ကြည့်မယ်ဒီဘန်ကာကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဆိုတော့ဘန်ကာလည်းဖွင့်လာလိုက်တယ်ပြီးတော့ကျွန်တော်ဖုန်းမှာအသွင်းကြည့်လိုက်မယ်ပေါ့နော်ဖုန်းနဲ့အသွင်းကြည့်လိုက်ဆိုတော့အဲ့ချိန်မှာတော့ volt ကတော့11.7ပေါ့နော်ဒီဘက်ချလေးမှာ okay တယ် volt drop ထပ်မဖြစ်တော့ဘူးစင်ပြေတယ်ဒီ power station လေးကbattery 15လုံးထည့်ထားတယ် DC power station သေးလေးပါဒါနဲ့ကျွန်တော် inverter တွေကျွန်တော်သုံးကြည့်ရယ်စင်ပါရယ်ဟိုရအသွင်းလာတယ်ဟိုရတော့ level 7ပါ大家